ရားသခင်ကကြီးမားသောအစီအစဉ်တစ်ခုရှိတယ်နော်အရင်အရေးကြီးတယ်နော်ကြီးမားသောအစီအစဉ်လူတွေရဲ့အစီအစဉ်တောင်မှတချို့ဟာတွေဆိုအရင်အရေးကြီးတယ်နော်လူတွေရဲ့ plan တောင်မှလေအရင်အရေးကြီးတယ်ဖယားရှင်ပို့အရေးကြီးတယ်နော်ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ယေရှုခရစ်တော်အားဖြင့်အတိတ်တဖန်ကျွန်တော်တို့ကိုဖန်ဆင်းဖို့ရတဲ့ဖြစ်တယ်နော်ယေရှုခရစ်တော်အားဖြင့်ဖန်ဆင်းခြင်းခံတဲ့လူမှာကောင်းကင်နိုင်ငံရောက်မယ်ဖယားသခင်သားပြန်ဖြစ်မှာဒါဟာဖယားသခင်ရဲ့အစီအစဉ်ဖြစ်တယ်အယံကိုကျွန်တော်ဒါပြန်စဉ်းစားတဲ့အခါမှာအော်ဖယားကောင်းမြတ်လိုက်တာနော်အကောင်းဆုံးဖယားကလုပ်ပေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအကျမ်းနဲ့ပတ်သက်ပြီးတော့ဘယ်မှာတွေ့ရလဲဆိုတော့နှစ်ကောအခန်းကြီး9ခန်းငယ်7မှာဖြစ်တယ်လူမီတီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်တော်တတဝါဖြစ်၏တဲ့ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏လူမီတီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်ခြင်းကိုခံတယ်လို့ပြောတယ်နော်အသစ်ပြုပြင်တော်တတဝါဖြစ်၏လို့ပြောတယ်ဒါမဲ့ကျွန်တော်အင်္ဂလိပ်လိုပြန်ကြည့်တဲ့အခါမှာ therefore if anyone in Christ he is a new creation အသစ်ဖန်ဆင်းခြင်းခံတဲ့သူဖြစ်တယ်လို့ပြောတာဖြစ်တယ်နော်နှခါပြန်ဖန်ဆင်းရတယ်နော်ဒီမှာပြန်ကြည့်မယ်ဆိုရင်အာဒမ်အကိုဘုရားကဖန်ဆင်းပြီးသားအဲ့ဒီကနေကျွန်တော်မွေးလာတယ်အဲ့ဒီကနေမွေးလာတဲ့လူတွေအားလုံးဟာငရဲသွားဖို့ပဲဖြစ်တယ်ပျက်စီးဖို့ပဲဖြစ်တယ်ဒါပေမဲ့ဖယားသခင်ရဲ့ကြီးမားသောမဟာစီမံကိန်းဖယားသခင်ကကျွန်တော်တို့လူသားတွေကိုပြန်လဲကယ်တင်ဖို့ရန်အသစ်တဖန်ခရစ်တော်၌ဖန်ဆင်းဖို့ဖြစ်တယ်ဒါကြောင့်ဒီကျမ်းစာမှာဆိုရင်ကျွန်တော်တို့ in Christ ခရစ်တော်၌ရှိတယ်ဘယ်သူမဆို if anyone in Christ ဘယ်သူမဆိုခရစ်တော်၌ရှိတယ်ဆိုရင်တဲ့အသစ်ဖန်ဆင်းခြင်းကိုခံတော်သူဖြစ်တယ်တဲ့ဖျားရှင်နာမတာ၏ဘုန်းကြီးပါစေဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေဟာအသစ်ပြန်လဲဖန်ဆင်းခြင်းကိုခံတော်သူတွေဖြစ်တယ်ဒါဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့နော်ယောမခန်းကြီး6ခန်းငယ်3နဲ့4မှာလဲကျွန်တော်တွေ့တာဖြစ်တယ်ကျွန်တော်တို့လူသားများကို baptize into Jesus Christ ယေရှုခရစ်တော်အထဲ၌ဗတ္တိဇံပေးတယ်နော် baptize into his death ခရစ်တော်အသေးခံတဲ့အခါမှာကျွန်တော်တို့ခရစ်တော်နဲ့အတူဘာလုပ်တယ်လဲအသေးခံခြင်းခံတယ်နော်ခရစ်တော်နဲ့အတူကျွန်တော်တို့ဘာဖြစ်တယ်လဲတကြိုခြင်းခံတယ်ပြီးရင်3ရက်မြောက်သောနေ့မှာယေရှုနဲ့အတူဘာလုပ်တယ်လဲပြန်လေထမြောက်တဲ့အခါမှာအဲ့ဒါဟာ new creation ဖြစ်တယ်အသစ်ပြန်လေဖန်ဆင်းတာဖြစ်တယ်နော်ဒါကြောင့်လူမီတီကခရစ်တော်၌ရှိလေအသစ်ဖန်ဆင်းခြင်းကိုခံတော်သူဖြစ်တယ်တဲ့နော် all things have passed away behold all things have become new နှဟောင်းသောအရာတို့သည်ကုန်ဆုံး၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြတယ်နော်ဒါကြောင့်မလို့ကျွန်တော်ခတ်သိမ်းသောအရာတို့ဒီအသစ်ဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာတကယ်အတက်တာမှာပြောင်းလဲခြင်းရှိသလားကျမ်းစာမှာဗာပြောလဲနော် all things have become new ခတ်သိမ်းသောအရာတို့ဒီအသစ်ဖြစ်လာတယ်တဲ့ဘာကြောင့်လဲဆိုတော့အသစ်ဖန်ဆင်းခြင်းခံတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာအသစ်သောအသက်တာနဲ့ကျွန်တော်တို့တကယ်သက်ရှင်သလားဒီနေ့ဖယားယုံနေဖယားယုံကြည်တယ်ဖယားလက်ခံတယ်ဖယားသားဖြစ်တယ်ဆိုတာပြောတာတအားလွယ်တယ်နော်တင်းရဲ့တက်တာထဲမှာအသစ်သောအသက်တာနဲ့တင်းအသက်ရှင်သလားအသစ်သောအသက်တာနဲ့စကားပြောသလားအသစ်သောအသက်တာနဲ့တွာလာနေသလားဘယ်ရောက်ဘယ်နေရာမှာပဲနေဖယားမသိတဲ့သူတွေကြားထဲမှာပဲနေဖယားသိတဲ့သူကြားထဲမှာပဲနေကျွန်တော်တို့အသစ်သောအသက်တာနဲ့အသက်ရှင်သလားအမတမရေးကြည့်တယ်ဒီနေ့အသစ်သောအသက်တာနဲ့တက်မရှင်ဖယားဘုံမထင်ရှားနိုင်ဘူးကျွန်တော်တကယ်ပဲဒါကြီးမားတဲ့ဖယားသခင်ရဲ့လှုပ်ဆောင်ချက်ဖြစ်တယ်ပြန်လေအသစ်ဖန်ဆင်းခြင်းခံရတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာကျွန်တော်ကဘာမှနော်မဟုတ်တဲ့သူဖြစ်တယ်ဒီမှာရက်တယ်ဆိုတာလေခရစ်တော်ကြောင့်ဖြစ်တယ်
နော်ကျွန်တော်ခရစ်တော်သာမသိရင်ခရစ်တော်သာမသိရင်နော်အတိတ်ဖန်ဆင်းခြင်းသာမခံဘူးဆိုရင်ဒီချိန်မှာလောကအလုပ်ပဲလုပ်နေမှာနော်လောကအလုပ်လုပ်ပြီးတော့မှဘာဖြစ်တယ်လဲခိုင်နီးငုံတဲ့အဖွဲတွေရှိတယ်တောက်ရင်နဲ့တောက်စားရင်နဲ့အလုပ်လုပ်တဲ့လူတွေရှိတယ်ရင်တော့ကျွန်တော်အလုပ်လုပ်တော့ကလေကြားထဲမှာဖယားကိုလုံးဝနောက်ကဲတင်ချင်းမရောက်တဲ့သူတွေကြားထဲမှာလှုပ်တာကဲတင်ချင်းမရောက်ဘူးဆိုရင်ကျွန်တော်လည်းအတိတ်ဖန်ဆင်းခြင်းမခံဘူးဆိုရင်ဒီလိုပဲတောက်လျှောက်သွားမှာဖြစ်တယ်ဒါမဲ့ဖယားကကျွန်တော်ခရစ်တော်နဲ့တည်တယ်တကြိုချင်းခံတယ်ထမြောက်တဲ့နောက်ပိုင်းမှာကျွန်တော်အမြင်တွေလုံးဝပြောင်းသွားတယ်ကျွန်တော်စန္ဒတွေလည်းပြောင်းသွားတယ်ကျွန်တော်အမြင်တွေလည်းပြောင်းသွားတယ်နော်ကျွန်တော်ရဲ့အမြင်တွေပြောင်းသွားတယ်အတွေးခေါ်တွေလည်းပြောင်းလဲတယ်ကျွန်တော်လိုချင်တာတွေကအရင်တုန်းကဟာတွေမဟုတ်တော့အရင်တုန်းကဟာတွေမဟုတ်ဘူးကျွန်တော်ဖြစ်ချင်တာတွေကအရင်တုန်းကဟာတွေမဟုတ်တော့ကျွန်တော်ဆာငတ်တာတွေကအရင်တုန်းကဟာတွေမဟုတ်တော့ဒီနေ့ကျွန်တော်ဘဝကိုလုံးဝဖယားသခင်ကအတိတ်ဖန်ဆင်းပေးတာအနောစရာကောင်းတယ်20နဲ့9ကနေစပြီးတော့ကျွန်တော်စပြီးတော့မှအမှုတော်စဆောင်နေပြီအသက်29မှာလေးစပြီးတော့ဖယားသခင်ထံ၌ဆက်ကပ်အနန္တကျေးဇူးတော်ကြောင့်ဒီနေ့ချိန်ထိပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တက်တာထဲမှာအတိတ်သောအသွေးအခေါ်အတိတ်သောအမြင်အတိတ်သောအသက်တာကျွန်တော်တို့မှာရှိသလားအရန်ကြီးကြည့်ပါနော်ကျွန်တော်တို့ဒါကြောင့်မလို့ဒီမှာဆိုရင်ခရစ်တော်၌ရှိတဲ့ဒီနေ့ကျွန်တော်တို့အသက်တာမှာကယ်တင်ခြင်းတော့ရောက်ပြီးပြီဒီမှာနော်ကျွန်တော်တို့ခုနကျွန်တော်ကယ်တင်ခြင်းရောက်ပြီးခရစ်တော်ယုံကြည်လက်ခံပြီးပြီဖယားသားဖြစ်ပြီးတိုးတော်တခုရှိသေးတယ်ဒီနေ့အသက်တာမပြောင်းလဲကယ်တင်ခြင်းတော့ရောက်ပြီမဲ့အသက်တာကဒီအသက်တာပဲမကြီးထွားနိုင်ဘူးမရင်ကျက်နိုင်ဘူးမတိုးတက်နိုင်ဘူးတနှစ်လာရင်လဲဒီအတိုင်းပဲဒီနေရာမှာပဲနော်ရှေ့မတိုးနောက်လည်းမဆုတ်ဒီနေရာမှာပဲရှိနေတာကျွန်တော်စဉ်းစားစရာဖြစ်တယ်။ဘာလဲဘာကြောင့်လဲဒီနေ့ကျွန်တော်တို့ခရစ်ယာန်အသက်တာမှာလဲယေရှု၌ရှိတယ်ဆိုရင်နေ့ရက်စဉ်တိုင်းအချိန်တိုင်းစက္ကန့်တိုင်းမှာအတိတ်ပြုပြင်ခြင်းခံမှာဖြစ်တယ်။အသက်တာမှာလေခရစ်တော်၌တင်တကယ်ရှိတယ်ဆိုရင်နော်ခရစ်တော်အထဲမှာတကယ်ရှိနေတယ်ဆိုရင်တရက်ပြည့်ရက်တင်တိုးတက်မှာနော်အဲ့လိုပြောလို့ကျွန်တော်မှုတော့အကုန်လုံးဆောင်ဖို့ပြောချင်တာတော့မဟုတ်ဘူးကျွန်တော်အတက်တာထဲမှာလှုပ်ရှားတွေတအားများတယ်နော်မှုတော့မြတ်မှာဒါကြောင့်မလို့ကျွန်တော်တို့ဖန်ဆင်းခြင်းခံတဲ့လူမှာအတိတ်တဖန်ပြန်လဲဖန်ဆင်းခြင်း a new creation ခံတဲ့လူမှာပဲဖယားသားဖြစ်လို့ရတယ်ဒီနေ့ဒါကြောင့်ယေရှု၌ရှိတဲ့သူဟာဖန်ဆင်းခြင်းခံတဲ့သူတွေဖြစ်တယ်နော်အတိတ်ပြန်လဲဖန်ဆင်းခြင်းခံတဲ့သူဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့ဟောင်းသောအရာတို့ဒီအကုန်လုံးကုံဆုံးပြီးတော့မှခတ်သိမ်းသောအရာတို့ဒီအတိတ်ဖြစ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းပဲအတိတ်သောအသက်တာနဲ့အသက်ရှင်ရှောက်လန်းဖို့ရန်အတွက်ဖြစ်တယ်ဒီလောကနောက်ဆုံးသောကာလမှာအလင်းလောကအတွက်အလင်းဖြစ်ဖို့ရန်အတွက်ဘုရားသခင်ကလိုတော်ရှိတာဖြစ်တယ်ကျွန်တော်တို့ရဲ့အလင်းကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့ပြောဆိုကျွန်တော်တို့ရဲ့တွေးခေါ်အမျှော်မြင်တွေအဖြစ်လူတွေဘုရားသခင်ကိုတည်လာဖို့ဘုရားလိုတော်ရှိတာဖြစ်တယ်နော်ခန်းငယ်ပြန်ကြည့်မလဲဆိုတော့ခန်းငယ်7မှာကျွန်တော်တို့ဒီလိုပြန်တွေ့ရတယ်အတိတ်ဖန်ဆင်းခြင်းအတိတ်ဖန်ဆင်းလိုက်တာနဲ့လူဟောင်းကိုလူတစ်အနေနဲ့ဖန်ဆင်းလိုက်တာနဲ့မပြီးသွားဘူးကယ်တင်ခြင်းတို့ရောက်တာနဲ့ဒါနဲ့ပဲဂျင်းတ်ဖို့ဘုရားလိုတော်မဟုတ်တဲ့အကြောင်းကိုခန်းငယ်7မှာဖော်ပြတယ်ထို့တို့ဖြစ်တော်လဲဘုရားသခင်ဤတကိုးတော်ဖြစ်တကိုးတော်အားဖြင့်ဖြစ်ကြ၏ဘုရားသခင်သည်ယေရှုခရစ်အားဖြင့်ငါတို့၏ယံကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိတ္တဟာယဖွဲ့စေတော်မူ၏ထိုမိတ္တဟာယတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏ဒီနေ့ကျွန်တော်တို့ဒီမှာကြတော့ယဉ်နှင်းချင်းနဲ့ပြန်ပြောတယ်ဒီနေ့ဖယားနဲ့ကျွန်တော်လူသားဟာယံသူဖြစ်တယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်ယေရှုအသေးခံတော်မူခြင်းအပြင်အဲ့ဒီယံကငြိမ်းသွားတယ်ကျွန်တော်တို့အမြဲတမ်းကြားနာတဲ့အရာဖြစ်ပါတယ်နော်ဖယားနဲ့ကျွန်တော်တို့ဟာယံသူဖြစ်တယ်ဒါကြောင့်ဒီယံသူတွေကိုဖယားကအမျက်ထွက်တာဖြစ်တယ်
ဒါပေမဲ့အဲ့ဒီအမျက်တော်ကိုယေရှုခရစ်တော်အသေးခံတော်မူခြင်းအပြင်ငြိမ်သွားတယ်ဒီနေရာမှာဗာတင်ခန်းစာယူဆရာရှိတယ်လေယေရှုခရစ်တော်တပါးတီးကတာလင်ဖခင်ရဲ့အမျက်တော်ကိုငြိမ်စေတယ်ယေရှုခရစ်တော်တပါးတီးတာလင်ဖခင်ရဲ့ယန်သူတွေကိုယန်ငြိမ်ပေးစေနိုင်တာဖြစ်တယ်။နောက်ကျွန်တော်ယေရှုကိုယုံကြည်ရတော့ခွင့်သိရတော့ခွင့်ကိုးကွယ်ရတော့ခွင့်ရတာအယံမုန်မြတ်တယ်ဝိညာဉ်အတွက်ခန္ဓာအတွက်လည်းကောင်းကြီးဖြစ်တယ်။ဘယ်သူကမှဖခင်နဲ့လူကြားမှာယန်ငြိမ်အောင်လုပ်ပေးနိုင်တဲ့သူမရှိဘူး။နော်ဘယ်သူမှမရှိဘူးဘယ်သူမှလည်းမလုပ်ပေးနိုင်ဘူး။ယေရှုခရစ်တော်တပါးပဲဖြစ်တယ်။ပြီးယေရှုလှုပ်ဆောင်ချက်ကိုဖခင်သခင်ကအပြစ်တင်ရှာမလို့ပဲနဲ့လက်ခံတာဖြစ်တယ်ကျွန်တော်တို့ကိုကျွန်တော်တို့ယန်ငြိမ်ပြီးပြီမလားအခုဆိုရင်ယန်ငြိမ်ပြီးဆိုတော့ဖခင်ရဲ့မျက်တော်မခံရတော့ဘူးငရဲမတော်ရတော့ဘူးเนาะကျွန်တော်တို့ကြိမ်ချင်းမခံရတော့ဘူးကျွန်တော်ကောင်းကင်သွားမှာဖြစ်တယ်ဘာကြောင့်လဲယန်ငြိမ်ပြီးဖြစ်တယ်အဲ့ဒီယန်ငြိမ်ချင်းတရားကိုလည်းလူတွေကိုဘာလို့ဖို့လဲပြောဖို့ရန်အတွက်ဖြစ်တယ်တဲ့နောက်တစ်ဆင့်ပေါ့အပေါ်မှာတော့ဖန်ဆင်းခြင်းနဲ့ပြောသွားတယ်ဒီခန်းရဲ့ဆက်ရှိမှာတော့ဘာလို့တွေ့ရလဲနော်ဒီဖယားသခင်ဟာခရစ်တော်အားဖြင့်ယန်ငင်းတဲ့အကြောင်းပြောတယ်ယန်ငင်းခြင်းအခွင့်တရားကိုဟောရတော့ခွင့်ကိုပေးတယ်တဲ့နော် has given us a ministry of reconciliation နော် ministry of reconciliation ဆိုတာကဒီယန်ငင်းစေတဲ့ ministry ကိုလုပ်ဖို့ရန်ဖယားကပြန်တာဝန်ပေးထားတာဖြစ်တယ်နော်အပေါ်မှာတော့ဖန်ဆင်းလိုက်တယ်ဒုတိယမှာဘာဖြစ်လဲခရစ်တော်အဖင်ရငြိမ်းစေတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေကျွန်တော်တို့ ministry ကဘာဖြစ်မှာမလဲရငြိမ်းခြင်း ministry လုပ်ဖို့ရန်အတွက်ဖြစ်တယ်ဒီမှာကျမ်းစာမှာတည်တည်ချာချာပြောထားတယ်နော်ဒါမဲ့အစပိုင်းမှာထိုတို့ဖြစ်တော်လဲထိုတို့ဖြစ်တော်ဖယားသခင်တကိုးတော်အဖင်ဖြစ်၏လို့ယူဒတန်မှာပြောတယ်ဒါမဲ့ဒီမှာဖယားသခင်ဒီတကိုးတော်အဖင်ဆိုတာမတွေ့ရပါဘူး Now all things are of God ဖယားသခင်ကြောင့်ဖြစ်တယ်ဆိုပြီးတော့ဖော်ပြတာဖြစ်တယ်နော်ဆရာယူဒတန်မှာတော့တကိုးပါတာပေါ့တကယ်တော့တကိုးမပါဘူးဖယားသခင်ကဖြစ်စေတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဖယားနဲ့ယန်ငိမ့်တဲ့အခါမှာကျွန်တော်အသက်တာလဲအယံဝမ်းမြောက်တော့လူတွေလည်းဒါပဲတီးရမယ်ဖယားလူတော်ဒါပဲဆိုတော့လုပ်တွေထွက်ပြီးတော့မှမှုတော်မြတ်မှာကျွန်တော်ဆက်ကတ်လာတာဖြစ်တယ်ဒီနေ့အချိန်ပြီးမဆက်ကတ်ရင်လဲရပါတယ်ဟုတ်တယ်မလားကျွန်တော်ရှိတဲ့နေရာတိုင်းမှာ ministry လုပ်ရတယ်ဘာ ministry လဲ ministry of reconciliation เนาะကျွန်တော်တို့လူတွေဖယားသခင်နဲ့ယန်ငိမ့်တဲ့အမှုတော်ကိုလှုပ်ဆောင်ဖို့ရန်အတွက်ဖြစ်တယ်ဆက်ပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့ဖယားသခင်သည်ယေရှုခရစ်တော်အဖင်ငါတို့ကိုယန်ငြိမ်းစေ၍ကိုယ်တော်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်မိတ္တဟာယဖွဲ့စေတော်မူ၏တဲ့နော်ကျွန်တော်ဖယားနဲ့မိတ္တဟာယလည်းဖွဲ့လို့ရတယ်လို့အဲ့ဒီအကြောင်းတွေကိုလည်းပြောဖို့ရန်ဖယားလိုတော်ရှိတယ်ဒီနေ့အဲ့ဒီအတွက်အဲ့ဒါကိုတင်ပြောဖို့ဟောဖို့ရန်အတိတ်ပြန်လေဖန်ဆင်းတာဖြစ်တယ်ဘယ်မှာဖန်ဆင်းလိုက်တယ်လဲလက်ဝါးကားတိုင်းမှာဖန်ဆင်းလိုက်တာဖြစ်တယ်ကျွန်တော်လူတစ်တွေဖြစ်ပြီနော်ဒါကြောင့်မလို့အတိတ်တော့အသက်တာနဲ့ကျွန်တော်တို့ရှောက်လှမ်းဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်ဒါကြောင့်မလို့ဒီမှာကောလောသဲခန်းကြီး1:20မှာပြောလဲဒီဥစ္စာရန်ကောင်းတယ်ယေရှုအသေးခံတကြိုထမြောက်ခြင်းကဘလောက်ထိရန်ငြိမ်းစေတယ်လဲနော်ကောလောသဲခန်းကြီး1:20မှာလက်ဝါးကတိုင်မှာတွင်းသောအသွေးတော်အဖင်ရန်ကိုငြိမ်းစေ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုတားတော်အဖင်ဖယားသခင်နှင့်မိတ္တဟာယဖွဲ့စေခြင်းဟာ၎င်းအလိုရှိတော်မူ၏တဲ့နော်ကောင်းကင်အရာမြေကြီးအရာခတ်သိမ်းသောအရာတို့ကိုတားတော်အဖင်ဖယားသခင်နှင့်မိတ္တဟာယဖွဲ့ဖို့ယေရှုကိုယုံကြည်တာလွယ်လွယ်လေးမထင်နဲ့တော့လောကမှာလည်းယဉ်ငိမ့်တယ်ကောင်းကင်မှာလည်းယဉ်ငိမ့်တယ်ဖယားကိုယ်တိုင်နဲ့ယဉ်ငိမ့်တယ်ကောင်းကင်တမန်တွေနဲ့လည်းယဉ်ငိမ့်တယ်ကျွန်တော်တို့ပြီးလူချင်းလည်းယဉ်ငိမ့်တယ်ကျွန်တော်ဝမ်းသာတဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဘယ်လိုယဉ်ငိမ့်တယ်လဲဆိုတော့လူမျိုးမတူကြဘူးကျွန်တော်တို့မှာနော်
မတူညီကြဘူးမတူကြဘူးစကားလည်းမတူကြဘူးဒါမဲ့ဘာလို့တူတကွဝတ်ပြုတ်နိုင်တာလဲဘာလို့ဖခင်ကိုတူတကွကိုးကွယ်နိုင်ကြတာလဲဘာဖြစ်လို့ကျွန်တော်တို့တယောက်နဲ့တယောက်ဖေးမပြီးတော့ဒီမှာနော်ဟိုမှာကြရားလိုလဲဘာသာပြန်ဒီမှာအင်္ဂလိပ်လိုလဲဘာသာပြန်ဒီကနေမြန်မာလိုလဲပြောပြီးတော့ကျွန်တော်တလုံးတဝဘာဖြစ်လို့ဖခင်ကိုးကွယ်နိုင်တာလဲမေကြီးပေါ်မှာယဉ်ငိမ့်လို့ဖြစ်တယ်ကျွန်တော်တို့ကောင်းကင်မှာလဲယဉ်ငိမ့်တယ်တိလောက်ကောင်းတဲ့ခရစ်တော်အကြောင်းကိုနော်ကျွန်တော်တို့လည်းပြောဖို့ရန်ဖခင်သခင်ကအလိုတော်ရှိတယ် The ministry of reconciliation နော်ကျွန်တော်တို့ယဉ်ငိမ့်ခြင်းအမှုတော်မြတ်မှာနော်ပါဝင်ဖို့ရန်အတွက်ဖြစ်တယ်အလုတ်ထဲမှာလည်းရတယ်အလုတ်ထဲမှာရတယ်ဆုတောင်းအောင်တေးချာလေးတငယ်ချင်းတွေရှင်းဆုတောင်းပေါလုကယေရှုခရစ်တော်ကိုလူရီရဖို့ရန်ငါဂျုံခံနေတဲ့နော်တွေ့ရတဲ့တာထဲမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့လည်းအသက်ရှင်တာရည်ရွယ်ချက်ရှိပါစေအသက်ရှင်တာလေးအင်ကောင်းကောင်းလေးဝယ်နိုင်ဖို့ပဲအသက်ရှင်ဖို့မဟုတ်ဘူးကားကောင်းကောင်းဝယ်နိုင်ဖို့လောက်ပဲအသက်ရှင်ဖို့မဟုတ်ဘူးကျွန်တော်တို့မှာလေနော်ဖုန်းလေးတခါစမတ်ဖုန်းလေးတွေကင်ဖို့ကွန်ပျူတာလေးအဲ့ဒါနဲ့ပဲဘဝတစ်ခုလုံးပြီးဖို့ဖရားလိုတော့မရှိဘူးကျွန်တော်တို့မှာအလုပ်လုပ်ရင်းနဲ့လည်းဝိညာဉ်တွေများစွာဖမ်းလို့ရတယ်နော်အလုပ်လုပ်ရင်းနဲ့ရတယ်ဘာကြောင့်လဲကျွန်တော်လည်းလုပ်လို့ရင်းနဲ့တက်တည်ခံခဲ့တယ်အမှုတော်မဆောင်ခင်အချိန်ပြီးမဆောင်ခင်နော်အလုပ်လုပ်ရင်းနဲ့ဧဝံဂေလိသွားတယ်စပစ်ဝေးသွားတယ်ဒီနော်ဆိုင်လာတယ်ဖော့ဝေးသွားတယ်ဖခင်ကဒီနေရာကိုဖခင်ကပို့ဆောင်လို့တစ်ဖက်ရောက်လာတာဖြစ်တယ်နော်ဒါကြောင့်တင်လဲရတယ်နော်ကျွန်တော်အလုပ်လုပ်ရင်းနဲ့နော်နေ့လေစားတော့မစားဘူးနော်ထိုင်ဆန်မှာလှုပ်တော့စပွဲဝိုင်းနေကြီးကြီးရှိတယ်လေလူကလည်းများတယ်ဆိုတော့နေ့လေစားဒီမစားအောင်တော့စားရင်အချင်းကုန်တယ်သူတို့ထမင်းစားနေတဲ့အချိန်မှာခရစ်တော်အကြောင်းပြောပြတယ်ဝေစားရီဖြတ်နေတယောက်တည်းနော်တက်တိခဏအာမရဘူးအချင်းပြမှုတော့ဆောင်ချင်လိုက်တာအာမရဘူးနောက်စနေနေ့ဆိုရင်နော်တောက်ကြနေထိလှုပ်လို့စနေနေ့ဆိုရင်ဧဝံဂေလိသွားပြီးတနေ့ကုန်နော်ရတဲ့လာစာလေးအမှနည်းနည်းလေးစီထဲတာနဲ့ပဲကုန်တယ်အင်ဘီလ်ပေးတာနဲ့ပြီးသွားပြီဟိုမှာဆီယမတို့ခလေးတွေဘာမှမဝယ်ပေးနိုင်ဘူးနော်နည်းနည်းလေးရတဲ့ဥစ္စာလေးကိုအရင်တော့ကျွန်တော်တို့အလုပ်လုပ်တော့ကျွန်တော်ပထမဒီ USA မှာလုပ်တော့ဘယ်လောက်ရတယ်လဲဒီလား$9နဲ့85ပြပဲရတယ်နော်ဒါတော့မှဖိုကလစ်မောင်းတာဖိုကလစ်မောင်းတာစက်ယုံမှာလေ$9နဲ့85ပြအခုက20ကျော်ရကြတယ်မလားတော်တော်များနေပြီเนาะကျွန်တော်တက်စင်တော့တချို့စင်30တောင်ရပြီထင်တယ်เนาะတနာရီမှာအဲ့လိုနဲ့တခါတည်းနဲ့အလုပ်လုပ်ပြီးတော့တခါနဲ့เนาะအဲ့လိုနဲ့ဧဝံဂေလိတွေတွားနည်းနည်းလေးပို့တဲ့ဟာစီကုန်ပြန်ထက်အဲ့ဒါနောက်ပိုင်းကျတော့ချိန်ပြီးနဲ့เนาะဆီယာမကလုတ်ရှာပြီးတော့ကဲဒါဆိုရင်ကျွန်တော်တို့ဟိုဟာလုတ်မယ်ဆိုတော့လုတ်ရှာပြီးတော့ကျွန်တော်အလုတ်နာပြီးတော့ဖျားကြီးဆိုတော့ကြောင်းပါဝင်လာတာဖြစ်တယ်နော်ဒါကြောင့်အလုတ်ထဲမှာလည်းပြောလို့ရတယ်ဒီနေ့တင့်ရဲ့တက်တာမှာဖျားရည်ရွယ်ချက်ရှိတယ်အဲ့ဒါကပါလေတင်အားဖြင့်လူတွေဖျားနဲ့ရငိမ့်ဖို့ဖြစ်တယ်ဒါတွေပဲတင့်ရဲ့မျောလင့်စရာဖြစ်မယ်ဝိညာဉ်ရေးရမှာကျွန်တော်လောကနေထွက်သွားရင်အင်ကြီးပိုင်ပြီးဟိုကောင်းကင်အင်ကြီးပိုင်တာတော့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအင်ကြီးကောင်းကင်မှာရှိမလားမရှိဘူးအဲ့ဒီကားကြီးရှိမလားမရှိဘူးကျွန်တော်တို့အဲ့ဒီဒေါ်လာတွေလည်းမရှိတော့ကောင်းကင်မှာနော်လောကအလုပ်လည်းလုပ်ရမှာပါအိမ်လည်းဝယ်ရမှာပါကားလည်းရှိရမှာပါဘာကြောင့်လဲလိုအပ်တယ်လေတုတ်တော်လဲဒီထက်အရေးကြီးတယ်နော်ကျွန်တော်တို့ ministry ယဉ်ငင်းချင်း ministry ကိုကျွန်တော်တို့လှုပ်ဆောင်ဖို့ရန်အတွက်ဒီနေ့တိုက်တွန်းချင်ပါတယ်ဒီနေ့လည်းကျွန်တော်ကြားနာတယ်နော်ဖယားသခင်ကလည်းကျွန်တော်ကိုနှိုးဆော်တယ်နော်ဖယားသခင်တုံတင်တဲ့ຢာကိုကျွန်တော်ပြောတာဖြစ်တယ်ဒီမိနစ်မှာလည်းဗာတွေ့ရလဲကျွန်တော်တို့နော်ဒီစတီဗန်ရဲ့တက်တာကြီးလူတွေကတင်ချင်းတို့ရောက်ဖို့အကြောက်ခဲနဲ့အပြစ်ခံပြီးတော့အသေးခံရတယ်တချင်းခံရတယ်တက်ပေးလိုက်ရတယ်ဖိလိပ္ပုကြည့်ပါရောက်တဲ့နေရာတိုင်းမှာခရစ်တော်ကြောင်းပြောတယ်ဧဝံဂေလိယဉ်ငင်းချင်းပဲအိဖက်ခန်းချင်းဟစ်မယ်ဆိုတော့အိဖက်ခန်းချင်းဟစ်ကြည့်မယ်ဆိုတော့အကုန်လုံးယဉ်ငင်းချင်းအကြောင်းတွေကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါနဲ့ပြီးသေးလားနော်ဒါနဲ့ပြီးသေးလားဆိုတော့မပြီးသေးဘူးအခန်းငယ်16မှာလည်းအများကြီးကြီးတယ်ထိုတရားဟူမူကားဖျားသခင်သည်ခရစ်တော်အထဲ၌ရှိနေလျှင်
လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူဘုရားရှင်နာမတိုင်ပုံချီပါစေဒီနေ့လောကီသားတွေဟာယေရှုခရစ်တော်ထဲ၌ရှိတယ်ဆိုရင်သူတို့ရဲ့အပြစ်ကိုမှတ်တော်မမူဘူးတဲ့မှတ်တော်မမူတဲ့အခါမှာဘာဖြစ်တယ်လဲယဉ်ငိမ့်တာဖြစ်တယ်ကိုကတော့ယဉ်ငိမ့်ပြီးဘယ်ချိန်ပဲဖြစ်ဖြစ်အချိန်မရွေးသွားလို့ရပါတယ်ဒါမဲ့ယဉ်မငိမ့်သေးတဲ့သူတွေဖယားရဲ့အပြစ်တင်ချင်းခံတဲ့သူတွေရှိသေးတယ်နော်ယောမ3ထဲမှာပြောလဲထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်သောသူတို့သည်မင်္ဂလာရှိတယ်နော်အရင်ရေးကြည့်တယ်နော်ထာဝရဘုရားအပြစ်တင်တော်မူခြင်းနဲ့ကင်းလွတ်သောသူတို့သည်မင်္ဂလာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာတူတောင်းလာတဲ့အသက်တာခဏလေးဧည့်သည်ကဲ့သို့အသက်ရှင်နေတဲ့ဒီလောကမှာကြည့်မယ်ဆိုရင်အရေးကြီးတာတွေတော့အကုန်လုံးရေးကြီးပါတယ်အဲ့ဒီထဲကအရေးကြီးဆုံးသောအရာကဘာလဲဒါကိုကြည့်ပြီးတော့အဲ့ဒီအပေါ်မှာအသက်တာကိုရှောက်ထမ်းဖို့ရန်အတွက်ဖြစ်တယ်ဆိုတာလေးကိုပြောပြခြင်းတယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုတော့နော်16မှာဆိုရင်ခရစ်တော်၌ရှိလေဆိုရင်လူတွေရဲ့အပြစ်ကိုဖယားကမှတ်တော်မမူဘူးတဲ့ဖယားကမှတ်တော်မမူဘူးလို့ပြောဒါကြောင့်မလို့ကျွန်တော်တို့ဒီအကြောင်းကိုပြောရအောင်ရန်ကိုငြိမ်းစေ၍ကိုတော်နဲ့မိတ္တဟာယဖွဲ့စေတော်မူ၏ထိုမိတ္တဟာယတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏အခန်းငယ်20မှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုတော့တဆင့်ပြန်တိုးတယ်နော်ထို့ကြောင့်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏တင်တို့သည်ယာငြင်း၍ဖျားသခင်နှင့်မိတ္တဟာယဖွဲ့ကြလောဟုဖျားသခင်သည်ငါတို့အားဖြင့်နှိုးဆော်တွေးဆောင်တော်မူတကဲ့သို့ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍တင်တို့ကိုတောင်းပန်တွေးဆောင်ကြ၏ဒီမှာကျွန်တော်တို့ဘာတွေ့ရသလဲငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြတယ်တဲ့အတိတ်ဖန်ဆင်းထားတာဟာဒီတိုင်းနေဖို့ဒီတိုင်းသက်ရှင်ဖို့မဟုတ်ဘူးစဉ်းစားကြည့်နော်16လောက်မှာတိတ်ဖန်ဆင်းထားတယ်နောက်ပြီးတော့မှနော်ဒီ18မှာယဉ်ငိမ့်တယ်အဲ့ဒီယဉ်ငိမ့်ချင်းတရားဟောဖို့ပြောဖို့လေတာဝန်ပေးထားတယ်ကျွန်တော်တို့20မှာပြန်ကြည့်လာတဲ့ခါမှာပြောလဲခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ဒီမှာပြန်တွေ့ရတယ်ဒါကြောင့်တန်တမန်တွေကဘာလုပ်တယ်လဲနိုင်ငံရေးလောကမှာလည်းတန်တမန်တွေရှိတယ်တန်တမန်တွေရဲ့အလုပ်ကဘာလဲနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဘာလဲယဉ်ငိမ့်စေဖို့ရန်အတွက်ဖြစ်တယ်ဟိုဖက်တစ်ဖက်ပြဿနာတွေရှိပြီးတော့တင်းမာလာတယ်မှာတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်လာမယ်ဆိုလို့ရှိရင်ဘာလုပ်တယ်လဲတန်တမန်တွေကတွားပြီးတော့ဖြည့်ရှင်းပေးရတယ်နိုင်ငံတနိုင်ငံကိုစားပြုသူတို့ပြည်လေသွားအောင်ငြိမ်းချမ်းရေးဖြစ်လာအောင်တန်တမန်တွေကအဲ့ဒါကိုဖြည့်ရှင်းပေးရတာဖြစ်တယ်ဒီနေ့လောကမှာရှိတဲ့တန်တမန်တွေတောင်မှအရန်ကုန်ယူကြတယ်နော်အမေရိကန်နိုင်ငံတန်တမန်တယောက်နော်အမေရိကန်တန်တမန်ဆိုရင်တော့လူတွေကကြိုက်သလားလေးစားတယ်ဟာနာမည်လည်းရတယ်လေနော်သူတို့အမေရိကန်နိုင်ငံကိုစားပြုတန်တမန်လုပ်တယ်ဆိုရင်လူတွေကဘယ်တော့တယ်နော်အရန်လေးစားတယ်နိုင်ငံတွေကလေးစားတယ်ဂယုစိုက်တယ်သူတို့နိုင်ငံမှာတစ်ခုခုဖြစ်မှာစိုးတယ်နောက်သူတို့ရဲ့အလုပ်ကလည်းအရေးကြီးတယ်ဒီနေ့ကျွန်တော်တို့ဘာနိုင်ငံရဲ့တန်တမန်တွေလဲကျွန်တော်ယုံကြည်သူတွေကောင်းကင်နိုင်ငံရဲ့တန်တမန်တွေဖြစ်တယ်နော်ကျွန်တော်တို့တွေလည်းနိုင်ငံရေးသမားတွေဖြစ်တယ်ဘာနိုင်ငံရေးသမားလဲကောင်းကင်နိုင်ငံရေးသမားဖြစ်တယ်အဲ့ဒီထိဖယားသခင်ကကျွန်တော်တို့ကိုဖြစ်စေချင်တာဖြစ်တယ်ကျွန်တော်တို့တော်တော်လေးကိုဖယားကမြစ်တင်တယ်နော်ကျွန်တော်ကောင်းချီးပေးတယ်နော်ဘယ်တန်တမန်လဲကောင်းကင်နိုင်ငံတနိုင်ငံလုံးကိုစားပြုတန်တမန်တွေဖြစ်တယ်ကျွန်တော်တို့ကဘလောက်အရေးကြီးလဲဒါကြောင့်ကျွန်တော်တို့ဧဝံဂေလိတွေပြောလိုက်လို့သူတို့ကယ်တင်ချင်းရောက်ရင်ကျွန်တော်တို့ပြောပြတဲ့ခရစ်တော်သူတို့ယုံကြည်ရင်လေယဉ်ငိမ့်သွားတာဘုရားနဲ့ယဉ်ငိမ့်သွားတာကျွန်တော်တို့ပြောပြတာသူတို့ကြားတယ်နားထောင်ကြယုမဆိုင်ရင်အဲ့ဒီလူတွေဘယ်တော့မှဘုရားနဲ့ယဉ်မငိမ့်နိုင်ဘူးအောင်းဆရာကောင်းတယ်ကျွန်တော်တို့တော့ဘာမှမဟုတ်ပြီမဲ့ကျွန်တော်တို့ယူဆောင်သွားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကတကူရှိတယ်ဧဝံဂေလိသွားတယ်ဆိုတာဘာလို့တာလဲတန်တမန်အမှုကိုပြုတာ
လူအမြင်မှာတော့ဟိုသွားတီသွားပြီးတော့တကားခောက်တယ်တကားရဲနဲ့နော်လွယ်အိတ်လေးလွယ်ပြီးတော့တကားရဲနဲ့ဟိုအင်တက်လိုက်ဆင်းလိုက်သူကိုတနာပါတယ်ဟိုအင်ကလည်းလက်မခံတီအင်လည်းမခံပြောလို့မရဘူးကျွန်တော်တို့ကိုလည်းမခံတဲ့လူတွေကချင်းဖုန်းဆက်ပြီးတော့ဟိုမှာလာသေးတယ်ငါအိမ်မှာငါနင်ထုတ်လိုက်သေးတယ်သူကိုဆဲလိုက်သေးတယ်လွှတ်လိုက်သေးတယ်သူတို့ချင်းစကားပြောလဲပြောနိုင်တယ်လေကိစ္စမရှိဘူးလူအမြင်မှာတော့ဘာမှတန်ဖိုးမရှိတယ်လို့ရှိဒါကောင်းกินနိုင်ငံကိုစားပြုတော့တန်တမန်အမှုကိုလုပ်တာအဲ့ဒီထိကျွန်တော်တို့မြင်နိုင်ဖို့ရန်အတွက်ဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီဆရာဒီနီယယ်ထန်းလဲနော်ဒီပတ်မှာ Rockford မှာသူသွားတယ်လေ Monday Tuesday Wednesday ကနေသွားတယ်နော်တောက်ကြနေညမှာသူပြန်ရောက်တာဟိုမှာတခါတည်းနဲ့ဆရာလေးရှဲစီမှာတဲပြီးတော့အဲ့ဒီကနေတနာကြီးခွဲကားမောင်းပြီးတော့သွားပြန်မနေ့သွားညပြန်တကားခောက်ဟိုမှာတက်တီခံတကားတွေလည်းပွင့်တယ်လို့ကြားတယ်သူဘာပြောတော့လဲဆိုအဲ့ဒါရပြီတဲ့နော်ဆိုတော့မကြတော့ဘူးသူလည်းကြီးမားတဲ့ကောင်းကင်နိုင်ငံကိုစားပြုတန်တမန်အမှုကိုဆောင်ရွက်တော်မယ်ဘယ်လောက်ကောင်းတယ်လဲနော်ဆရာကြီးစကဲလောင်လဲဒီပတ်တွင်းမှာဒီလအတွင်းမှာသူလဲနော်အဲ့ဒီ Pennsylvania Lancaster မှာသူပြန်ကြည့်အောင်မှာအဲ့ဒါကြီးမားသောအမှုဖြစ်တယ်ဖယားမြင်မှာတန်တမန်အမှုဖြစ်တယ်အမေရိကန်တန်တမန်လောက်တာထက်တောင်ပိုရေးကြီးတယ်ကောင်းကင်နိုင်ငံရဲ့တန်တမန်တွေဖြစ်ကျွန်တော်ကောင်းကင်နိုင်ငံရေးသမားတွေဖြစ်တယ်ကျွန်တော်တို့ကလေဒါကြောင့်နိုင်ငံရေးလုပ်ဖို့ဖြစ်တယ်နော်ဒီလောကနိုင်ငံရေးသမားတွေတောင်မှစဉ်းစားကြည့်နော်ဒုက္ခရောက်လိုက်တာနော်သူကနိုင်ငံရေးပဲလုပ်ပြီးလာစားလဲရတာတော့မဟုတ်ဘူးနိုင်ငံရေးတွေလို့ပြီးတော့ချုပ်ဆွေနိုင်ငံရေးမှာသူတို့ထောင်ချလိုက်ထွက်လိုက်နှင်းဆက်ချင်းခံလိုက်ထောင်ချလိုက်ပြန်ထွက်လာလိုက်တချုပ်ဆွေနိုင်ငံရေးလုပ်ပြီးတော့မှတခါနဲ့နော်တန်ညာတန်ချက်တွေနဲ့တချုပ်ဆွေသူတို့လောကီနိုင်ငံအတွက်တောင်အသက်ပေးကြသလားအသက်ပေးတယ်နော်အသက်စွတ်တယ်နော်လောကီနိုင်ငံလေမြန်မာနိုင်ငံအတွက်ပါဟိုးအသက်ပေးတဲ့လူတွေအများကြီးရှိသလားအဲ့ဓာတွေကကောင်းကင်မှာမာတူရာဘွေရမလားဆုရမလားတရဖူရမလားမရဘူးနော်ဒါဆိုရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံရေးတမနော်တန်တမန်နော်တန်တမန်တွေဘယ်လောက်ကောင်းတယ်လဲအိမ်ပြန်ရင်အယားတခါတည်းနဲ့ဖယားဂျူမှာအခုအမေရိကန်နိုင်ငံကစစ်သားတွေလေနေဆက်ဒီမှာတချို့ဆိုရင်9လ10လတချို့တနှစ်လောက်နေရတယ်ကျွန်တော်တို့ဒီမှာနေနိုင်အောင်လေအမေရိကန်စစ်သားတွေကနေဆက်ဒီမှာအကုန်လုံးစစ်တပ်နဲ့ဘာနဲ့ကင်းဆောင်ရတယ်နော်စစ်တိုက်ဖို့လိုရရန်သူလာပြီးအမေရိကန်နိုင်ငံဖျက်ဆီးလာမယ်ဆိုရင်သူတို့အသက်နဲ့ယင်းပြီးတော့တိုက်လို့ကျွန်တော်တို့ဒီမှာအေးစစ်စစ်နေနိုင်တာအမှန်ကကျွန်တော်သွားလာနေနေတာဟိုမှာတော့ဒုက္ခရောက်တယ်တာသမီတွေနဲ့ဝေးတယ်ငါခလေးမွေးတယ်ခလေးငယ်တယ်မရဘူးတွားဆိုရင်တွားရလိုက်ုံပဲသူတို့အထက်ကမိတ်လာပြီဆိုရင်တွားဆိုရင်တော့နေမကောင်းဘူးပြောလို့မရဘူးတွားဆိုရင်တွားဖို့ပဲရှိတယ်သူတို့လေအဲ့ဒါနဲ့သူတို့ပြန်လာတယ်ဆိုရင်တခါနဲ့စစ်တိုက်ရနဲ့ပြန်လာတယ်ဆိုရင်ဘာဖြစ်တယ်လဲအရာရှိတွေတခါနဲ့လေစစ်ကနေကောင်းကြိုးဆိုတာဟုတ်တယ်မလားကျွန်တော်တို့လည်းဒီချိန်မှာစစ်တိုက်တဲ့ချိန်ဖြစ်တယ်နော်အိမ်ပြန်တဲ့ချိန်မှာမျက်နှာငယ်ငယ်လေးနဲ့ဒီလိုတခါလူကြားထဲမှာဒီလိုလေးနဲ့ဝင်သွားမလားမသိဘူးကျွန်တော်တို့လေအခုကလေးကပြင်ဆင်လို့ရတယ်ကျွန်တော်တို့လေဖယားနဲ့တွေ့မှာကျွန်တော်တို့ကဖယားကိုရှောင်လို့မရအောင်နော်ကိုကနာချယ်ရမန်ကပြောသွားတယ်လေကျွန်တော်ကဒီလိုလေတယ်တဲ့ဖယားနဲ့စပြီးတော့ဖယားနဲ့ပြန်ဆုံးပါဘဲမှာပြေးလို့မရဘူးကျွန်တော်တို့နော်အဲ့ဒါခုကလေးကနေကျွန်တော်စံစာပြင်တည်ထားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခရစ်တော်ရဲ့တန်တမန်တွေဖြစ်တယ်အဲ့ဒီဆင်ရောက်စေတယ်ဖခင်ကဒီမှာကိုရိန္သုတင်းတော်စာရေးတဲ့ခါမှာနံပါတ်1ဖန်ဆင်းတယ်နံပါတ်2ယန်ငင်းစီပြီးတော့မှအဲ့ဒီယန်ငင်းချင်းတရားဟောဖို့ပြောဖို့ယန်ခံထားရုံမကဘူးအတုံးအနေနဲ့ဗာလေတန်တမန်အရာ၌လေဖခင်ကခံထားတယ်ဆိုတာကိုပြောချင်တယ်ဒါကြောင့်ပေါလုရဲ့အသက်တာမှာသူ့ရဲ့ရည်ရွယ်ချက်ကဗာလေတခုပဲရှိတယ်နော်တခုပဲနှစ်ကောခန်းကြီး40နှစ်ကောခန်းကြီး40နော် 2 Corinthians chapter 4 verse 10ဖြစ်တယ်နော်အဲ့မှာဗာတွေ့ရလဲဆိုတော့ယေရှုသခင်ယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ကိုခန္ဓာ၌ထင်ရှားစေခြင်းဟာယေရှု၏တည်တော်မူခြင်းကိုအစဉ်မပြတ်ငါတို့၏ကိုခန္ဓာ၌
ဆောင်ရကြ၏သူဘာပြောလဲယေရှုခရစ်အသက်ရှင်တော်မူကြောင်းကိုငါတို့ကိုခန္ဓာ၌ထင်ရှားစေခြင်းဟာယေရှုရဲ့တည်တော်မူခြင်းကိုအစဉ်မပြတ်ခံရတယ်လို့ပြောတာဖြစ်တယ်ယေရှုရဲ့တည်တော်မူခြင်းကိုငါခံတယ်ဆိုတာဘာကိုပြောတာလဲသူ့ရဲ့ဆန္ဒမလိုက်တော့ဘူးလေသူ့ဆန္ဒညင်းပယ်ပြီးတော့အကုန်လုံးပေးဖယ်ပြီးတော့ယေရှုအသက်ရှင်ဖို့ပဲသူအသက်ရှင်တာသူ့ရဲ့ကိုယ်ခန္ဓာအဖြစ်ဘယ်သူကိုအသက်ရှင်တဲ့အကြောင်းလူတွေသိဖို့လေယေရှုအသက်ရှင်ကြောင်းကိုလူတွေသိဖို့ဒါသူ့ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ပန်းတိုင်ဖြစ်တယ်ကျွန်တော်တို့အဲ့ဒီပန်းတိုင်ရှိလားယုံကြည်သူတွေရဲ့တက်တာမှာကျွန်တော်ဖျားကိုးကွယ်တယ်လေဖျားသားဖြစ်တယ်လေကျွန်တော်တို့မှာဖျားနဲ့ဆိုင်တဲ့နေရာမှာဘယ်လိုကျွန်တော်အသက်တာအသက်ရှင်မှာလဲနော်ပေါလုကတော့ယေရှုအသက်ရှင်တဲ့အကြောင်းကိုသူ့ကိုယ်ခန္ဓာမှာထင်ရှားဖို့အသက်ရှင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့နော်အဲ့လိုအကုန်လုံးကျွန်တော်တို့အသက်ရှင်မယ်ဆိုရင်များဆိုကျွန်တော်ရမှာဖြစ်တယ်ဒါဒီနေ့ကျွန်တော်အသက်ရှင်လို့ရတယ်ကျွန်တော်ကိုကြည့်ချင်တာအဖြစ်ကျွန်တော်နဲ့စကားပြောတဲ့လူတိုင်းခရစ်တော်သိပါစေကျွန်တော်တငယ်ချင်းတိုင်းဒီခရစ်တော်ယုံကြည်တဲ့သူတွေဖြစ်လာပါစေကျွန်တော်စကားပြောတဲ့သူတွေယေရှုနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်အသက်တာအဖြစ်အသက်ရှင်တဲ့ယေရှုဖခင်ကိုထင်ရှားပါစေဆိုပြီးတော့ကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်နော်ဒါကြောင့်မလို့ဒီမှာပါပြောလဲ The life of Jesus also may be manifested in our body နော်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာနော် manifested ဆိုတဲ့ယေရှုထင်ရှားဖို့ရန်အတွက်သက်ရှင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတော့စားဖို့တောက်ဖို့သက်ရှင်သေးတယ်ဆိုရင်ဗာလေဒါလေးအဲ့ဒါစားလုံးမယ်စားဖို့တည်ရှိတော့အဲ့ဒီမုတ်စားချင်သေးတယ်ဟိုကခောက်ဆွဲစားချင်တယ်ဟို barbecue စားချင်တယ်တင်မော်တီတောင်စားချင်တယ်နောက်ပြီးတော့ဗာလဲဆိုဖတ်မှလည်းတော့ချင်သေးတယ်ဘောလုံးကန်ချင်သေးတယ်ငါးမြချင်သေးတယ်တော့လိုက်ချင်သေးတယ်ဟုတ်တယ်မလားကျွန်တော်ကိုခန္ဓာအဖြစ်ခရစ်တော်ထင်ရှားဖို့စဉ်းစားကြလားဒါအရင်ရေးကြည့်တယ်နော်ခရစ်တော်ကျွန်တော်တို့ရထားတယ်ဆိုတော့လေခရစ်တော်ကိုအသက်ရှင်စေရအောင်နော်ကျွန်တော်အသက်တာမှာထင်ရှားစေကြရအောင်ဆိုတာကိုဒီနေ့ကျွန်တော်အားပေးခြင်းနဲ့နောက်ဆုံးအနေနဲ့နှစ်ကော47မှာဗာတွေ့ရလဲအခုနဟာပေါ့နော်ကျွန်တော်ပြန်ဖတ်မယ်ဆိုရင်အဘေတို့နီးဟူမူကားယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့၏တည်တတ်သောကိုခန္ဓာ၌ထင်ရှားစေခြင်းဟာနော်မတူဘူးနော်ခုန30ခန်းကြီး30နဲ့ခန်းငယ်7မတူဘူးဒီမှာယေရှုသည်အသက်ရှင်တော်မူကြောင်းကိုငါတို့ဤတည်တတ်သောခန္ဓာကိုယ်၌ထင်ရှားစေခြင်းဟာငါတို့သည်အသက်ရှင်စဉ်တွင်ယေရှုကြောင့်တည်ခြင်းလက်တော်အစဉ်အနှံခြင်းခံရကြ၏ယေရှုအသက်ရှင်တယ်ဆိုတာသူတို့ရဲ့တည်တတ်တဲ့ဒီကိုခန္ဓာအဖြစ်အသက်ရှင်ဖို့ရန်အမြဲတမ်းဘာဖြစ်တယ်လဲသူတို့ကတည်ခြင်း၌နော်အစဉ်တည်ခြင်းလက်တော်အစဉ်အနှံခြင်းခံရတယ်လို့ပြောတယ်ယေရှုအသက်ရှင်တယ်ဆိုတာလူတိုင်းသိဖို့ရန်သူတို့ဟာလူတွေရဲ့အမြဲတမ်းတော့တပ်ပြစ်ဖို့ဆိုပြီးတော့ချောင်းမြောင်းနေတဲ့အတက်တာနဲ့သူတို့တွာလာနေတာဖြစ်တယ်နောက်ဆုံးတော့တကယ်ပဲအသက်ခံရတယ်လေနော်သူတို့အဲ့ဒါပါလေယေရှုဒီအသက်ရှင်တယ်ဆိုတာသူတို့ကိုယ်ခန္ဓာနဲ့နှုတ်နဲ့ယုံကြည်ယုံမကဘူးနော်နှုတ်နဲ့ပွန်ခန္ဓာပဲမပြီးဘူးစိတ်နှလုံးနဲ့ယုံကြည်တာမဟုတ်ဘူးအသက်တာနဲ့ပါသူတို့ကတကယ်ထင်ရှားစေခဲ့တာခုနကကျွန်တော်ဒီမနေ့မှလေ့လာတဲ့နော်တတိဖန်လဲကြည့်ပါအသက်တာနဲ့ထင်ရှားစေတာယေရှုဒီအသက်ရှင်ပါတယ်ဆိုတာသူတို့ကိုယ်ခန္ဓာနဲ့ထင်ရှားစေခဲ့တယ်နော်ဖိလိပ္ပုတို့လည်းကျွန်တော်ဒီမနေ့မှကျွန်တော်ကြည့်တယ်ဒီနေရာမှာလည်းပေါလုရဲ့တက်တာမှာတည်တတ်တဲ့ဒီကိုခန္ဓာအဖြစ်ယေရှုအသက်ရှင်နေဆိုတာလူတွေတိဖို့ရန်အစဉ်တည်ခြင်းတို့အနှံ့ခြင်းခံရတယ်။ဘာကြောင့်ဆိုတော့ဧဝံဂေလိယေရှုအကြောင်းပြောလို့လူတွေကသူတို့ကိုမချစ်ဘူးလေနော်မကြိုက်ဘူးလေမုန်းတယ်လေတတ်ချင်တယ်လေတည်ခြင်းတို့အစဉ်အနှံ့ခြင်းခံရတာဖြစ်တယ်သူတို့ကဒါကြောင့်မလို့ကျွန်တော်တို့တကယ်ပဲကျွန်တော်တို့နော်အတိတ်ဖန်ဆင်းခြင်းခံပြီးခရစ်တော်၌ရှိပြီးကျွန်တော်တို့ဟောင်းသောຢာတို့ဒီနော်ကုံဆုံး၍ခတ်သိမ်းသောຢာတို့ဒီအတိတ်ဖြစ်တယ်ဆိုရင်အဲ့ဒီအထိကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်
ပေါ်လို့ရဲ့လဲအဲ့လိုပဲတက်ရှင်တယ်ဒါကြောင့်ဒီမှာရှိတဲ့ယုံကြည်သူတွေတင်တက်ရှင်တာတင့်ကိုဖခင်ကရွေးကောက်တာတင့်ကိုလက်ဝါးကားတိုင်းမှာအတစ်ဖန်ဆင်းတာဟာရည်ရွယ်ချက်အများကြီးရှိပါတယ်တင့်ရဲ့တက်တာအဖြစ်သူ့ကိုလူတွေတိလာဖို့ဖခင်မျှော်လင့်တာဖြစ်တယ်ဒီနေ့လဲကြည့်မှာပဲဘုရားသခင်ကသူ့ရဲ့တက်တာအဖြစ်ငါ့ကိုလူတွေကဘယ်နှယောက်ကငါ့ကိုယုံကြည်လာမလဲဟုတ်တယ်မလားငါ့ကိုသူ့ရဲ့တက်တာအဖြစ်ငါ့ကိုလူဘယ်နှယောက်ကလက်ခံလာမလဲကြည်နေမှာပဲဘုရားသခင်ကလေနော်ဒါကြောင့်မလို့ကျွန်တော်ဒါကြောင့်စားသည်ဖြစ်စေတောက်သည်ဖြစ်စေသခင်ဘုရားရဲ့ဘုန်းကိုထောက်ဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တေတတ်တဲ့ကိုခန္ဓာကနော်မေမှုတ်ကနေလူတွေကအသက်ရှင်တဲ့ဘုရားတိဖို့ဘုရားလိုတော်ရှိတာဖြစ်တယ်ရောက်တိုင်းပေါ်၌ဘုရားသခင်ကောင်းချီးပေးပါ